We are back. We never left. 22နှစ်ကြာခဲ့တဲ့အိမ်မက်နှစ်ပေါင်း22နှစ်အချိန်ကတကယ်ကိုရှည်ကြာခဲ့တယ်။ဒီကြားထဲမှာရည်တံတွေကြားခဲ့ရတယ်။လောင်ပြောင်တံတွေနားထောင်ခဲ့ရတယ်။အာဆင်နယ်ကအရင်လိုမဟုတ်တော့ဘူး။အများမဟုတ်ပဲရေပြိုးဖြစ်နေပြီဆိုတဲ့စကားတွေအချိန်ချင်းကြားခဲ့ရတယ်။ဒါပေမဲ့ငါတို့ဘဲမှမရွေ့ခဲ့ဘူး။တချို့နေ့တွေမှာစိတ်ပြတ်ခဲ့တယ်။တချို့ညတွေမှာရှုံးပွဲတစ်ပွဲကြောင့်အိမ်မက်ပြောင်းဖြစ်ခဲ့ရတယ်။တခါတလေလည်းကိုမေးမိတယ်ဒီလိုဆက်ဆောင်နေရတာမှန်သလားပေါ့။ဒါပေမဲ့နောက်တစ်ပွဲရောက်တိုင်းမျောလင်းချက်အသင်းနဲ့ပြန်ဆောင်ခဲ့တယ်။ဘာလို့လဲဆိုတော့အသင်းကိုချစ်တယ်ဆိုတာဖလားရတဲ့နေ့တွေကိုပဲချစ်တာမဟုတ်ဘူး။အောင်မြင်တဲ့နေ့တွေကိုပဲချစ်တာမဟုတ်ဘူး။အမောင်ဆုံးနေ့တွေမှာတော့မစွန့်ပြစ်နိုင်တာကစစ်မှန်တဲ့ချစ်ချင်းမှုပါပဲ။ငါတို့ကအာဆင်နယ်ကိုချစ်ခဲ့တာဖလားရတဲ့အချိန်တွေပဲမဟုတ်ဘူး။ရှုံးနေချိန်မှာလည်းနောက်တစ်ချိန်တော့ဖြစ်မယ်လို့ယုံကြည်ခဲ့တဲ့အတွက်ပါ။နေ့တွေကြာလာတဲ့မြအသင်းကပြောင်းလဲလာတယ်။ကစားသမားတွေလာတယ်၊သွားတယ်၊နီးပြတွေပြောင်းတယ်၊စနစ်တွေပြောင်းတယ်။ဒါပေမဲ့မပြောင်းလဲတာတစ်ခုရှိတယ်။အဲ့ဒါကတော့အာဆင်နယ်ကိုချစ်တဲ့ငါတို့ရဲ့နှလုံးသားပဲ။ဘောလုံးညာဒီတိုင်းကိုမျောလင်းချက်နဲ့စတင်ပြီးဒီနှစ်တော့ရမှာပါလို့ရှေ့ရွတ်နောက်ဆုံးမှာတော့နောက်တစ်နှစ်ပေါ့ဆိုပြီးတော့ပြန်စားခဲ့ရတယ်ဒီလိုနဲ့နှစ်တွေကတစ်နှစ်ပြီးတစ်နှစ်လွန်သွားတယ်ဒါပေမဲ့ထူးဆန်းတာကငါတို့ရဲ့မျောလင်းချက်ကတော့ပြောင်းမသွားဘူးအချိန်ကပူကြလေးလေးပို့ပြီးတော့မျောလင်းလာလေးလေးပါပဲဘာကြောင့်လဲဆိုတော့တစ်နေ့မှာပြန်လာမယ်ဆိုတဲ့ယုံကြည်မှုကငါတို့ရဲ့ရှင်ထဲမှာအမြဲရှိနေလို့ပဲပြီးတော့အဲ့ဒီနေ့ကတဖြည်းဖြည်းနဲ့ရောက်လာခဲ့တယ်မိခေအာဒီတာဆိုတဲ့လူတစ်ယောက်သူနဲ့တူ trust the process ဆိုတဲ့စကားတစ်ခုအစပိုင်းမှာလူတွေကအဲ့ဒီအချိန်တွေကိုရည်ခဲ့ကြတယ်ဝေဖန်ခဲ့ကြတယ်မယုံခဲ့ကြဘူးဒါပေမဲ့သူကတော့ပြန်မလှည့်ခဲ့ဘူးအသင်းကိုတစ်စင်းချင်းပြန်တိဆောက်တယ်လူငယ်တွေကိုယုံကြည်တယ်စိတ်တက်ကိုပြန်တိဆောက်တယ်ပြီးတော့ဒီဟာဒီပွဲစဉ်တစ်ပွဲတိုင်းကစစ်ပွဲလို့ဖြစ်လာတယ်သင်ကိုတကူတိုင်းကအရေးကြီးလာတယ်တမန်တိုင်းကချန်ပီယံအိမ်မက်ကိုဆုံးဖြတ်ပေးတယ်ဖီယာတွေကလည်းမနေဘူးဒါပေမဲ့ဒီတစ်ခါတော့ငါတို့အာဆင်နယ်ကမကြိုးပိတ်ခဲ့ပဲပန်းနိုင်ကိုလှမ်းကင်နိုင်ခဲ့ပြီအာဆင်နယ်ချန်ပီယံဖြစ်သွားပြီအဲ့ဒီချိန်မှာစကားမရှိဘူးအတန်မထွက်ဘူးညံ့ရည်ပဲရှိတယ်အဲ့ဒီညံ့ရည်တွေကနာကျင်မှုအတွက်မဟုတ်ဘူးရှုံးနေမှုအတွက်မဟုတ်ဘူးအဲ့ဒါကစောင့်ခဲ့ရတာအလကားမဖြစ်ဘူးဆိုတဲ့ပျော်ရွှင်မှုကြောင့်ကြားတယ်ညံ့ရည်ပဲ22နှစ်ကြာခဲ့တယ်22နှစ်ဆိုတာလူတစ်ယောက်ကြီးပြင်းလာတဲ့အရွယ်ကလေးဘွားကနေလူကြီးဖြစ်တဲ့ဒီအဲ့ဒီတစ်လျှောက်လုံးငါတို့အာဆင်နယ်ကိုမစွန့်လွတ်ခဲ့ဘူးပြီးတော့ဒီနေ့ငါတို့ရှင်ကုန်ပြီးပြောနိုင်ပြီအတန်တုံမနေတော့ဘူးတန်တရားမရှိတော့ဘူးကြောက်ရွံ့မှုလည်းမရှိတော့ဘူးငါတို့ကချန်ပီယံတွေငါတို့ကွန်နာစထရိတ်အတွက်အရေးကြီးဆုံးကတော့ဒါဟာတမန်ဖလားတစ်လုံးမဟုတ်ဘူးဒီခီးတစ်လျှောက်မှာမပြတ်ခွက်ခဲ့တဲ့ယုံကြည်မှုမလွတ်ခဲ့တဲ့သစ္စာတရားမပြောင်းသွားတဲ့ချစ်ချင်းတရားအဲ့ဒီຢာတွေအားလုံးပေါင်းဆက်ထားတဲ့အဖို့တန်ဖလားပါပဲအာဆင်နယ်ကဒီနေ့ပြောလိုက်တယ် we are back ဒီတော့ငါတို့ပရိသတ်တွေကလည်းပြန်ဖြေလိုက်မယ် we never left ဆိုပြီးပေါ့ M9 Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ